တော်လညချမ်းပါလူတို့မှသတင်းထားရတဲ့နိုဝင်ဘာ28ရက်ညကင်းသတင်းစီစဉ်တွေကိုကျွန်တော်ကိုစောကတင်ဆက်ပေးပါတော့မယ်အကြမ်းမဲ့ဆေးစုကပြုလုပ်မဲ့တရားဝင်ရွေးကောက်ပွဲကိုအတိအမှတ်မပြုတဲ့ပြင်တမတ်ဦးမြင့်နဲ့ဒေါန်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးကျင်းသားအားလုံးကိုအများဆုံးပြန်လွှတ်ပေးဖို့ဥရောပကတမကနဲ့ဥပကပါလီမန်ကဒီကနေ့မှာပဲကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်လာမယ့်ဒီဇင်ဘာလနဲ့ဇန်နဝါရီလအတွင်းမှာတစ်ဖက်သက်ပြုလုပ်ဖို့စီစဉ်နေတဲ့တရားဝင်ရွေးကောက်ပွဲကိုပေးချခဲ့တယ်လို့ရှင်းလင်းတဲ့ဒီမိုကရေစီစံနှုန်းတွေနဲ့ခြေခံလွတ်လပ်ခွင့်တွေကင်းမဲ့တာမဲပေးဝင်ဖြစ်နိုင်တဲ့အခြေအနေတွေဆက်လက်ဖြစ်ပွားနေတဲ့နှိပ်စက်ဖိနှိပ်မှုတွေအစုလိုက်အပြုံလိုက်နေရာရှေ့ပြောင်းခံရမှုတွေနဲ့နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုတွေလုံးဝမရှိနေတာစတာတွေကြောင့်အာဏာသိမ်းစစ်အုပ်စုကပြုလုပ်နေတဲ့လက်ရှိလှုပ်ဆောင်မှုတွေဟာတရားမဝင်ကြောင်းဒီကနေ့နိုဝင်ဘာ28ရက်မှာဥရောပသမဂ္ဂပါလီမန်နဲ့အတူဥရောပသမဂ္ဂတို့ကကြေညာချက်ထုတ်ပြီးတောင်းဆိုလိုက်တာဖြစ်ပါတယ်တရားဝင်ရွေးကောက်ပွဲဟာဆီယနာသိမ်းမှုပေါ်တရားဝင်ဖြစ်စေဖို့အတွက်စစ်အုပ်စုကလက်ပြားနေတာဖြစ်ပြီးအပြည့်ဆိုင်ရာတရားဝင်မှုအာဏာကိုပြန်လည်ယူဆောင်ဖို့အတွက်တရားဝင်ရွေးကောက်ခံရသားဆိုရကိုပြန်လည်ထူထောင်ဖို့လိုအပ်နေကနိုင်ငံရေးလူမှုရေးဖိနှိပ်မှုတွေကိုထင်ရှားစွာကျူးလွန်နေတဲ့နိုင်ငံပါတီမှတ်ပုံတင်ခြင်းဥပဒေနဲ့မျိုးစုံတဲ့ရွေးကောက်ပွဲဆိုင်ရာဥပဒေကိုပြည်ထင်ရှုတ်ချကာပြန်လည်ရုပ်သိမ်းသင့်တယ်လို့ဥရောပသမဂ္ဂပါလီမန်ကဆိုပါတယ်။ဒါပြင်သမ္မတဦးဝင်းမြင့်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်အပါအဝင်မတရားဆက်ဆုပ်ခံထားရတာဒါမှမဟုတ်နိုင်ငံရေးရွေချက်တွေဖြင့်တရားဆက်ဆုပ်ခံရကအကြမ်းခံရတဲ့ရွေးကောက်ခံအရာရှိတွေခေါင်းဆောင်တွေအားလုံးကိုချက်ချင်းအခြေအနေမရှိဘဲအများဆုံးပြန်လွှတ်ပေးဖို့အတွက်ဥရောပသမဂ္ဂကတောင်းဆိုထားပါတယ်။အကြမ်းဖက်မှုကျူးလွန်သူတွေကိုတရားဥပဒေအရစစ်ဆေးရေးယူနိုင်ဖို့အတွက်အာဏာသိမ်းစစ်တပ်နဲ့ကျူးလွန်ခဲ့တဲ့ကြီးလေးတဲ့ကျိုးဖောက်မှုတွေအားလုံးကိုလွတ်လပ်ပြီးခိုင်မာတဲ့ပွင့်လင်းမြင်သာတဲ့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့တောင်းဆိုခဲ့ကမြန်မာစစ်တပ်မှပြည်သူတွေပေါ်ဆက်လက်ကျူးလွန်နေတဲ့အကြမ်းဖက်မှုတွေနဲ့အစုလိုက်အပြုံလိုက်နေရာရှေ့ပြောင်းနေထိုင်နေရတာတွေကိုအပြစ်တင်ရှုတ်ချတယ်လို့ဥရောပသမဂ္ဂအဖွဲ့ကပြောပါတယ်။ဥရောပသမဂ္ဂအနေနဲ့တရားဝင်ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့မြို့သားညွေဆိုရ NUG နဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ဖွဲ့တို့ကိုအသိအမှတ်ပြုကြောင်းလည်းကြေညာချက်အတွင်းမှာအတည်ပြုထားပါတယ်။